ရှင်းမွေးရတော့ ရှင်းမွေးကလိုပါတယ် လိုအပ်တယ်နံပါတ်8လောက်အေးနံပါတ်8လောက်ပေးလိုက်โอเคအစားတော့ကစားတော့လေစားရမယ်လေစားရမှာလေစားလို့မရတာโอเคနံပါတ်5အိမ်သာလိုအပ်တယ် စားပြီး WhatsApp ပဲဆိုဟမ်မဟုတ်ဘူးလေ4လောက်ပေးရမယ်လေဟုတ်တယ်လားအဲ့ဒါကတော့အေး 3လား စစ်လောက်ပဲပေးငါတို့ကစိတ်နဲ့စစ်လောက်ဆိုရပြီ 6 coffee လည်းအရေးကြီးရယ် 7 လောက်ပေးလိုက်မနော် coffee ရှိမှလူကလမ်းသွားတာ2 number 2မရှိမဖြစ် အော် number 1 ဘာပဲမဆိုလို့ရတယ်ကွာပတ်စံရှင် ငါစကားပြောရသူက ချက်တီမီတီအရေးကြီးတယ် second husband ဟေးပြောချင်တာအတာသိချင်တာရှင်သူ့သမီးလည်းအကုတ်သူအဖြစ်ပြောလိုက်လေ just စိတ်ရှည်တာ ချက်တလောက်အောင်ဖောက်လို့ရတယ်နော်အိမ်ကယောက်ျားအလောက်အောင်ဖောက်လို့မရအောင် right Netflix ကဟိုတစ်ခါကျပြင်းတော့ကြည့်ရတယ်လေသိလားဘာလို့သူ့ထဲမှာ entertainment တွေအစုံရှိရဆိုတော့သူ9လောက်တော့ 9လောက်ပေါ့ okay ဟာ အရင်ကြိုက်တယ်နံပါတ်10 okay တန်စနစ်တွေ15ရှိအောက်ဆုံးကိုပေးလိုက်မယ်ငါတို့ ခ တွေ ရပေးတော့ပေးချင်